ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့ပြုံးမင်းသားလေးစမ်းရည်မိုးတွေစီအတူတူသွားကြည့်အောင်ဗျာအဆိုလဲကောင်းအကလဲကောင်းနေတော့မင်းသားလေးမို့အပြစ်မရှိအောင်တော်တဲ့သူလေးပါဆက်လက်ပြီးကြည့်ယူခန်းစားပေးကြပါအောင်ဗျာမင်းသားလေးစမ်းရည်မိုးရဲ့နှစ်ပါးသောအတူလေးတွေကိုကြည့်ပြီးအားလုံးပဲစိတ်ကိုချမ်းသာခြင်းကိုယ်ချမ်းသာခြင်းကိုရပါစေဗျာနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံဖို့ subscribe လေးလုပ်ထားပါအောင်နော်ဖြစ်နိုင်ရင် VPN လေးကြည့်ပေးပါဗျာအများကြီးထားပြီးတော့မိနာလေးတစ်လုံးမလို့အရက်မပြီးလို့တက်လိုက်တယ်ဘယ်ကနေကြပြောပြနေမင်းကဥကြီးကျွမ်းပြလွယ်လေးအမေတင်လို့မှာအဲ့ဒါတက်စီပါပါကျွမ်းမိုက်နေဆိုတော့အဲ့ဒါလက်ဟဲ့လိုက်ဆိုင်ကိုဆိုတာဒီကိုလာကြည့်ကြပါလာကြည့်ကြအဲ့ဒါဟုတ်တယ်ပါကြပါတော့ချစ်ပြီးလို့လာကြည့်ကြပါမင်းသားလေးစမ်းရည်မိုးရဲ့နှစ်ပါးသောအတူလေးတွေကိုကြည့်ပြီးအားလုံးပဲစိတ်ကိုချမ်းသာခြင်းကိုယ်ချမ်းသာခြင်းကိုရပါစေဗျာနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံဖို့ subscribe လေးလုပ်ထားပါအောင်နော်ဖြစ်နိုင်ရင် VPN လေးကြည့်ပေးပါဗျာ